ဇန်ဒူကိုကောင်းစွာမသိမီတွင်အစိတ်ပါသောစီထိုအထင်လက်ခိတ်ခြင်းကိုခံရကအထန်တိတ်လဲကျသွားသည်သို့သောအန်ဒီယေကိုမသိရှိကြသောအသင်းဖော်များသည်ရန်သူကလိမ္မာပါနတ်စွာပြင်ဆင်ထားသည့်ထောင်ချောက်ထဲသို့ရောက်ရှိသွားကြသည်ပုံအောင်နေသောဝဝန်ဘူးကအသင်းရှိနေကချက်ချင်းတိုက်ထိုက်လိုက်သည်၎င်း၏တွက်လက်မှုဖြင့်တိုက်ပွဲနယ်မြေတခြားကျွမ်းကျင်စွာရွေ့လျားသွားသည်ရန်သူသည်သူကိုမြကန်းတိုက်စတင်တိုက်ခိုက်ခဲ့သည်ရန်သူကပြစ်မှတ်ကိုထိမှန်ပြီးဟုထင်လိုက်တော့ကဝဝန်ဘူးသည်ကြီးမားသောတစ်ပင်နောက်သို့လင်းမြန်းစွာခုံးဝင်သွားပြီးလက်ပစ်ပုံခလုတ်ကိုမဆိုင်မသွက်နှင်ရန်သည်နောက်တစ်ခဏတွင်အင်အားကြီးသောပောက်ကွဲတန်သည်လေထဲတွင်တုံဟီးသွားပြီးရန်သူဒဇင်များစွာလေထဲသို့မြောက်တက်သွားကြသည်ပောက်ကွဲတန်ဂိမ်းတက်သွားသည့်နှင့်ဝဝန်ဘူးသည်မြားတဆင့်ကဲ့သို့ရန်သူအုပ်စုထဲသို့လျှက်တပြတ်ပြေးဝင်သွားသည်အမခဲအရှိန်ဖြဲတို့သည်ပိုင်းပများ၏ခေါင်းများပေါ်တွင်လျှို့ဝှက်ကရိယာများကိုတက်ဆင့်လိုက်သည်ထို့နောက်ဝဝန်ဘူးသည်တစ်ပင်ပေါ်သို့ခုန်တက်သွားသည်သို့သောသူ၏မစ်ရှင်အောင်မြင်စွာပြီးဆုံးသွားပြီဟုထင်လိုက်ခြင်းတွင်ရန်သူနှင့်ရုပ်